ရှေးခေတ်အိန္ဒိယနိုင်ငံမှာကလေးငယ်တွေကိုအသိပညာဗဟုသုတရဖို့တင်မကပဲဘဝကိုစနစ်တကျပုံဖော်နိုင်ဖို့အတွက်ဂူရုကုလလို့ခေါ်တဲ့ဆရာထံပါကျောင်းတော်တွေစီဆေလွတ်ကြပါတယ်။အဲ့ဒီကျောင်းတော်ကဘဝဟာရိုးရှင်းပြီးစီကံကြီးမားလာပါတယ်။ကျောင်းသားတွေဟာဆရာနဲ့အတူနေထိုင်ရင်းကျောင်းဝင်းကျင်ကိုတန်ရှင်းရေးလုပ်တာအပင်ရီလောင်းတာဟင်းချက်တာစတဲ့ဝေယဝိဆတွေကိုလှုပ်ဆောင်ရင်းစာအုပ်ထဲမှာမရှိတဲ့ဘဝသင်ခန်းစာတွေကိုသင်ယူကြရတာပါမြို့ပြရဲ့စူညံတန်တွေနဲ့ဝေးရတောအုပ်တစ်ခုရဲ့အနီးမှာလဲအဲ့ဒီလိုကျောင်းတော်တစ်ခုရှိခဲ့ပါတယ်အဲ့ဒီမှာပညာရှိပြီးလေးစားထိုက်တဲ့ဆရာကြီးတဦးရဲ့လမ်းညွှန်မှုအောက်မှာကျောင်းသားရာပေါင်းများစွာပညာသင်ကြားနေကြပါတယ်အဲ့ဒီကျောင်းသားတွေထဲမှာမိဘတွေကမျှော်လင့်ချက်ကြီးစွာနဲ့လွှတ်လိုက်တဲ့ကောင်လေးတစ်ယောက်လည်းပါဝင်လာပေါ့သူဟာကျောင်းတော်ရဲ့ပတ်ဝန်းကျင်နဲ့အသားကျအောင်အတက်နိုင်ဆုံးကြိုးစားပါတယ်တငယ်ချင်းတွေလည်းအများကြီးဖွဲ့သလိုနေ့စဉ်တာဝန်တွေကိုလည်းစိတ်ပါလက်ပါထမ်းဆောင်ပါတယ်ဒါပေမဲ့ပညာသင်ကြားတဲ့အခါမှာတော့သူတော်တော်လေးရုန်းကန်ရပါတယ်ဆရာတင်သမျှကိုဘလောက်ပဲအာယုံစိုက်ပြီးနားထောင်ပါစေစာတွေကခေါင်းထဲမဝင်ပဲပြန်ထွက်သွားတတ်ပါတယ်ဒါကိုမြင်တဲ့တခြားကျောင်းသားတွေကသူ့ကိုလှောင်ပြောင်ကြပါတယ်အဲ့ဒီအပြောဆိုတွေကသူ့နှလုံးသားကိုထိုးနှက်တယ်လို့ဖြစ်နေပြီးတဖြည်းဖြည်းနဲ့သူ့ကိုယ်သူယုံကြည်မှုတွေပျောက်ဆုံးလာပါတော့တယ်အတန်းတက်ရမယ့်အချိန်ရောက်လာတဲ့အခါမှာတော့တငယ်ချင်းတွေအားလုံးအဆင့်တက်သွားကြပေမဲ့သူတယောက်တည်းကြံ့ရစ်ခဲ့ပါတယ်ဆရာကြီးဟာစိတ်ရှိလက်ရှိရှင်းပြတာအချိန်ချင်းခါပြန်တင်ပေးတာအပေးစကားပြောတာမျိုးတွေနဲ့ညီမျိုးစုံတုံးခဲ့ပေမဲ့ဘာမှထူးမလာခဲ့ပါဘူးနောက်ဆုံးမှာတော့ဆရာကြီးကသူ့ကိုခေါ်ပြီးညင်သာစွာပြောလိုက်ပါတယ်ငါတပည့်ဆရာလည်းတက်နိုင်သမျှကြိုးစားပေးခဲ့ပြီးဒါပေမဲ့မင်းကနားမလည်နိုင်သေးဘူးဒီလမ်းကြောင်းကမင်းအတွက်မဟုတ်ဘူးထင်ပါရဲ့အိမ်ပြန်ပြီးမိဘတွေကိုကူညီတာကမင်းအတွက်ပိုကောင်းလိမ့်မယ်ထင်တယ်အဲ့ဒီစကားကကောင်လေးရဲ့နှလုံးသားကိုရိုက်ချိုးလိုက်တယ်လို့ပါပဲသူ့ဘဝမှာပထမဆုံးအကြိမ်ဖြစ်တကယ်ကိုရှုံးနိမ့်သွားပြီလို့ခံစားလိုက်ရပါတယ်မျက်ရည်တွေကိုအောက်ဤအဆက်တရားတွေကိုရင်ဝယ်ပိုက်ပြီးကြောင်းတော်ကနေသူထွက်ခွာခဲ့ပါတယ်သူဟာလူညံ့တယောက်လိုကိုယုံကြည်သွားခဲ့တာပါအဲ့ဒီနေ့ဟာပူပြင်းလာတဲ့နွေရာသီမိုးလဲပိုင်းဖြစ်ပြီးနေမင်းကလည်းအာရပါရတောက်ပနေပါတယ်ကျောင်းတော်နဲ့မိုင်း20လောက်ဝေးတဲ့အိမ်ပြန်လန်းကိုသူတယောက်တည်းရှောက်လန်းနေရပါတယ်ခြေထောက်တွေကညောင်းညာနေတယ်လို့စိတ်ဓာတ်ကလည်းလေးလံလို့နေပါတယ်ငါဘာလို့စာမှာဒီလောက်တောင်ညံ့နေရတာလဲတခြားသူတွေလိုဘာလို့မတင်ယူနိုင်ရတာလဲဆိုတဲ့အတွေးတွေကသူ့ကိုခြောက်လန့်နေပါတယ်ရွာငယ်လေးတစ်ခုကိုဖျက်သွားမှတော့သူအရန်ရင်ငက်လာပါတယ်ဒါနဲ့ရေရှာရင်းရေတွင်းတစ်ခုမှာရေခတ်နေတဲ့အမျိုးသမီးတချို့ကိုမြင်လိုက်ရတာနဲ့သူတို့စီကိုဖြည်းဖြည်းချင်းရှောက်သွားလိုက်ပါတယ်ရေတွင်းနားရောက်တဲ့အခါတစ်ခုခုကိုသူသတိထားမိသွားပါတယ်ရေတွင်းအထက်ကမာကျောတဲ့ကြောက်သားပြင်ပေါ်မှာနှက်ဆိုင်တဲ့အစင်းကြောင်းတွေထင်နေတာပါသူကနားမလည်နိုင်တာနဲ့အမျိုးသမီးတစ်ယောက်ကိုလှမ်းမေးလိုက်ပါတယ်ဒီကြောက်တုံးပေါ်မှာဘလို့လုပ်ပြီးဒီလောက်နဲ့တဲ့အရာတွေထင်နေရတာလဲခင်ဗျာအမျိုးသမီးကအေးစစ်စစ်ပဲပြန်ဖြေပါတယ်ဒါတွေကငါတို့လုပ်တာမဟုတ်ဘူးရေခတ်တဲ့ကျိုးကလုပ်တာပါကျိုးဆိုတာကပျော့ပျော့လေးလေးအဲ့ဒါကဘလို့လုပ်ပြီးဒီလိုကြောက်တုံးကြီးကိုအရာထင်အောင်လုပ်နိုင်မှလဲလို့ကောင်လေးကထပ်မေးပါတယ်အမျိုးသမီးကနေ့တိုင်းရေခတ်တဲ့အခါကျိုးကကြောက်တုံးကိုပုတ်တိုက်နေတာလေကျိုးကပြောပေမဲ့အချိန်ချင်းအဖန်ပုတ်တိုက်မှုကကြောက်တုံးပေါ်မှာအရာထင်သွားစေတာပေါ့လို့ရှင်းပြပါတယ်။ကောင်းလေးငြိမ်ကျသွားပါတယ်။အဲ့ဒီစကားတွေကသူ့အုံနောက်ထဲမှာပဲ့တင်ထက်သွားပါတယ်။သူကိုတိုးလေးပြောလိုက်မိတယ်ပျော့ပျော့လေးဖြစ်တဲ့ကျိုးတောင်မှစိတ်ရှည်မှုနဲ့အချိန်ချင်းကြိုးစားမှုကြောင့်မာကျောတဲ့ကြောက်တုံးကိုအရာထင်စေနိုင်ရင်ငါကရောဘာလို့လေ့ကျင့်မှုတွေနဲ့ငါကံကြမ္မာကိုမပြောင်းလဲနိုင်ရမှာလဲ။အဲ့ဒီအချိန်မှာပဲသူ့ရဲ့စိတ်ဓာတ်တွေနိုးထလာပါတယ်။သူနောက်ကိုပြန်မကြည့်တော့ပဲကျောင်းတော်စီကိုပြန်လှည့်လာခဲ့ပါတော့တယ်။ဒီတစ်ခါမှာတော့သူဟာရှုံးနေသူဖြစ်မဟုတ်ပဲပြတ်သားတဲ့ဆုံးဖြတ်ချက်တွေနဲ့လူတစ်တယောက်ဖြစ်ပြန်လာတာပါအဲ့ဒီနေ့ကစပြီးသူဟာမရင်းရိုင်တဲ့အာယုံဆိုင်မှုတွေနဲ့စာကိုကြိုးစားပါတယ်လောင်ပြောင်မှုတွေကိုမေ့ပစ်တဲ့ကြောက်စိတ်တွေကိုဖျောက်ဖျက်ပြီးကြိုးစားအားထုတ်မှုကိုပဲရင်ဝင်ပိုက်လိုက်ပါတယ်သူ့ရဲ့ကြိုးစားမှုကိုမြင်တဲ့အခါဆရာကြီးကလည်းယုံကြည်မှုအသစ်တွေနဲ့စိတ်ပါလက်ပါပြန်လဲသင်ကြားပေးပါတော့တယ်နှစ်တွေကြာလာတဲ့အခါမှာတော့တစ်ချိန်ကစတဲ့ကျောင်းတော်ဖတ်ဖို့ခက်ခဲခဲ့တဲ့ကောင်လေးဟာကျောင်းတော်ရဲ့အတော်ဆုံးကျောင်းသားဖြစ်လာပါတယ်သူအရွယ်ရောက်လာတဲ့အခါမှာတော့တက္ကရာ Sanskrit ကတာကျမ်းတွေရဲ့ပါရဂုတဦးအဖြစ်ကြော်ကြားလာခဲ့ပါတယ်သူဟာ Madhya Siddhan Community Like Siddhan Community နဲ့ Sir Siddhan Community စတဲ့ခေတ်အဆက်ဆက်ကျောင်းသားတွေအတွက်လမ်းပြဖြစ်နေစေကျန်းစာအုပ်ကြီးတွေကိုရေးသားခဲ့သူဖြစ်လာပါတယ်ဒီပုံမြင်လေးကပေးခြင်းတဲ့သင်ခန်းစာကတော့အောင်မြင်မှုဆိုတာပါရမီတစ်ခုတည်းကလာတာမဟုတ်ပဲနေ့စဉ်ကြိုးစားအားထုတ်မှုကနေလာတာပါကိုယ့်ရဲ့ကန့်သက်ချက်ကိုစောစောစီးစီးမတတ်မှတ်လိုက်ပါနဲ့ဆက်လက်လေ့ကျင့်ပါစိတ်ရှိပါအရှုံးမပေးပါနဲ့
သင်ဟာကျောင်းသားပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်ဒါမှမဟုတ်လုပ်ငန်းရှင်တစ်ယောက်ပဲဖြစ်ဖြစ်ဒီအမှန်တရားကလူတိုင်းနဲ့သက်ဆိုင်ပါတယ်အခက်အခဲတွေဆိုတာရှုံးနိမ့်ခြင်းရဲ့လက္ခဏာမဟုတ်ပါဘူးအောင်မြင်မှုစီကိုသွားနေတဲ့ခရီးစဉ်ရဲ့အစိတ်ပိုင်းတစ်ခုသာဖြစ်ပါတယ်ဒီနေ့မှာမဖြစ်နိုင်ဘူးလို့ထင်ရတဲ့အရာတွေဟာမပြတ်မသားတဲ့ကြိုးစားမှုတွေနဲ့ပေါင်းစပ်လိုက်ရင်ဖြစ်နိုင်လာမှာပါပြတ်သားတဲ့စိတ်ဓာတ်နဲ့ရှောက်လန်းတဲ့ခြေလမ်းတိုင်းကတင်းဘဝကိုပြောင်းလဲစေမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကို like and subscribe လုပ်ခဲ့ပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်